အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဆိုရင်တော့လူတိုင်းတရစီပြီးအလောက်ကိုင်းချန်စီရီအောင်မြင်စေတဲ့ပတိစိန်ဒီအကြောင်းကိုကျွန်မကမျှဝေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရတရားကဏ္ဍအနေနဲ့အပြိုင်ဆိုင်တွေအတိုက်ခိုက်တွေရှင်ပြိုင်မှုတွေမှာအောင်မြင်အောင်ပြုလုပ်တဲ့နည်းလေးကိုတင်ပြချင်ပါတယ်ဒီရတရားကငွေကြေးတွေအများကြီးသုံးဖို့မလိုသလိုသူတစ်ပါးကိုလည်းဒုက္ခပေးတဲ့ရတရားမျိုးမဟုတ်ပါဘူးရှင်အခုပြုလုပ်ရမယ့်ရတရားနည်းကတော့လူတိုင်းတရစေတဲ့ပတိစိတ်နည်းကိုစိတ်ပြီးတော့မိမိကမြတ်စွာဘုရားစီမှာရှ िख ိုးပြီးဆုတောင်းမှာဖြစ်ပါတယ်စီးပွားရေးကိစ္စများအဆင်ပြေခြင်းရင်ငွေကံကြေးကံတွေပွင့်လန်းခြင်းရင်အနောက်ရှက်တွေလည်းကင်းဝေးခြင်းရင်လိုချင်နေတဲ့အလုပ်ရပြီးဘဝမှာတည်ငြိမ်အေးချမ်းခြင်းရင်အစာစာရာရာအောင်မြင်ချောမွေ့ကအဆင်ပြေစေခြင်းရင်ဂုဏ်တော်၉ပါးကို108လုံးပတိနဲ့ပတိ10ဘက်နေ့စဉ်စိတ်ပါစားစရာမဲ့အချိန်နဲ့ရက်ကတော့မိမိရဲ့မွေးရက်ည9:15ကနေ10:15အတွင်းမှာဖျောင်းနိုင်မီလေးပူဇော်ပြီးတော့စားစိတ်ပါရှင်ဂုဏ်တော်၉ပါးပတိ10ဘက်စိတ်နည်းကတော့အရဟံတပတ်တမတံဗုဒ္ဓတပတ်ဝိဇာစရဏတံပနောတပတ်သူကတော်တပတ်လောကဝိတုတပတ်အနုတ္တရောတပတ်ပုရိသဓမ္မတာရတိတပတ်တတ္တာဒေဝမနုဿာနံတပတ်ဗုဒ္ဓတပတ်ဘဂဝါတပတ်ဒီလိုမျိုးတစ်နေ့လျင်ပဲဒီ10ဘက်အချိန်မှန်နေရာမှန်နေ့စဉ်စိတ်ပေးပါတိတာထူးခြားလာပါလိမ့်မယ်ရှင်ဘုံကံကြီးမှချေရင်တော့မနက်10ဘက်နေ့လယ်10ဘက်ည10ဘက်စိတ်ပေးပါလွန်စွာအကျိုးပေးမြန်ကအစွမ်းထက်တဲ့ကျေးဇူးတော်ရှင်ဗမောဆရာတော်ဘုရားကြီးရဲ့ပတိစိတ်နည်းပဲဖြစ်ပါတယ်မိမိတို့လောက်ကန်ဆောင်ရွက်တဲ့ကိစ္စလေးတွေမှာအထောက်ပံ့တွေဖြစ်ပြီးတော့ကိုလုံးနိုင်မဲ့ကိစ္စတွေမှာအောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးကျမ်းမာချမ်းသာ၍လူရာဆန္ဒပြေဝကြပါစေလို့ကျမတို့ကဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်